ရားကုံတော်လျှောက်ပါတက်ခါတော်ဘဂဝတော်ဓမ္မောဘုရားရှင်ကိုယ်တော်တိုင်းမှန်မှန်ကန်ကန်ဟောထားတဲ့တရားဖြစ်တယ်အကျိုးအကြောင်းစီလျော်စွာဟောထားတဲ့တရားဖြစ်တယ်တန်တိတ်တိကောလူတိုင်းပုဂ္ဂိုလ်တိုင်းဟာကိုယ်ပိုင်ဉာဏ်ဖြင့်မြင်လို့ရတယ်ကြည့်လို့ရတယ်ဘုရားကဟောထားတဲ့ဒီတရားဓမ္မတွေကဘုရားကသာဟောတာကျန်တဲ့သူတွေသိခွင့်မရှိဘူးဆိုတာမဟုတ်ဘူးအားလုံးဟာသိနိုင်တယ်အဲ့ဒီလိုသိတာဘယ်အတိုင်းအတာထိစောင့်ရမလဲဆိုရင်အာကာလိကောစောင့်ဆိုင်စရာမလိုဘူးအေဟိပတိကောတကယ်အစစ်အမှန်ဖြစ်လို့လာစမ်းမှာလှုပ်ကြည့်စမ်းမှာဒီတရားလေးကိုနှလုံးသွင်းကြည့်စမ်းမှာလို့လူတိုင်းကိုဖိတ်ခေါ်တတ်တဲ့တရားဖြစ်သောကြောင့်အေဟိပတိဩပနေကြီးကောကိုယ်စိတ်ထဲအခုရောက်အခုချက်ချင်းဒီတရားကိုနှလုံးသွင်းလိုက်တာနဲ့ချက်ချင်းပြေပြောက်သွားနိုင်တယ်ဒါကြောင့်မို့မြတ်စွာဘုရားရှင်ရဲ့အဆုံးအမတရားတွေကလက်တွေ့အလွန်ကြပြီးတော့အစင်မြင့်နဲ့မတ်ဖို့နိဗ္ဗာန်တွေကြတော့ပစ္စည်းတံဝေတိတဘောဝေညူဟိအတိအပညာလုံလောက်တဲ့ပုဂ္ဂိုလ်မှသာကိုယ်တိုင်လက်တွေ့သိနိုင်တယ်